အောင်မဲမင်္ဂလာပါရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့ကျွန်တော်တို့အတူတကွသက်တာလောနိဩဝါဒစာပထမဆုံးခန်းကြီး၄အငယ်16ကနေ16ကနေ19မှာပါဝင်တဲ့အကြောင်းအရာလေးနဲ့ဆင်ခြင်ဖို့ခေါ်ဖိတ်ခြင်းနဲ့သခင်ဘုရားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအသံပေးခြင်းဘုရားသခင်ဤတဘိုးတော်ကိုမုတ်ခြင်းနှင့်တကွကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌သေလွန်သောသူတို့သည်အဦးထမြောက်ကြလိမ့်မည်ထိုအခါအသက်ရှင်၍ကြံကျွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဘုရားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအဖြစ်သခင်ဘုရားနှင့်အတူအစင်မပြတ်နေရလိမ့်မည်ဒီအကြောင်းအရာလေးကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းချီဆောင်ခြင်းနဲ့ပတ်သက်ပြီးနှုတ်ကပတော်တမန်ကျမ်းစာတော်မြတ်မှာဖော်ပြထားတဲ့အကြောင်းအရာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ဘုရားရှင်ပြန်ထမြောက်ပြီးနောက်ထပ်လှုပ်ဆောင်မဲ့အရာကပါလဲဆိုရင်ချီဆောင်ခြင်းပဲဖြစ်ပါတယ်။ခရစ်တော်ရဲ့ကိုဖြစ်တဲ့စစ်မှန်တဲ့အသင်းတော်ကိုခရစ်တော်နဲ့အတူရှိဖို့ရန်အတွက်ခရစ်တော်ခေါ်ဆောင်မဲ့အချိန်ကိုဒီနေ့ကျွန်တော်တို့အသင်းတော်ယုံကြည်သူများကစောင့်မျှော်နေတာဖြစ်ပါတယ်။အသင်းတော်ကိုချီဆောင်မဲ့နေ့ရက်ကာလကလည်းပဲတဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်တယ်ခရစ်တော်အသေးခံပြီးရှင်ပြန်ထမြောက်သလိုပဲခရစ်တော်၌တည်တဲ့သူတွေကလည်းပဲရှင်ပြန်ထမြောက်အောင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းနှုတ်ကပတ်တော်ကဖော်ပြထားပါဒီချီဆောင်ခြင်းအဖြစ်အပျက်ကတရားစီရင်ခြင်းနဲ့မသက်ဆိုင်ပါဘူးယုံကြည်သူတွေအတွက်သာလျှင်ဖြစ်ပါတယ်ခရစ်တော်ဂရုပေးတဲ့အတိုင်းပဲဘုရားသခင်ကယုံကြည်သူများကိုကောင်းကင်ဘော်ကိုရုတ်တရက်ခေါ်ဆောင်မိအဖြစ်အပျက်နမိတ်လက္ခဏာမပါသောအဖြစ်အပျက်ဖြစ်တဲ့အတွက်ရေးနှုတ်ခြင်းအစီအစဉ်ကနောက်ဖြစ်ပျက်မဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အားဖြင့်နားလည်ရတယ်ရှင်ပေါလုကသူအသက်ရှင်စဉ်ကာလမှာဒီလိုမျိုးအဖြစ်အပျက်ကဖြစ်နိုင်တဲ့သဘောမျိုးနဲ့သူဟာနေ့တိုင်းအသက်ရှင်နေထိုင်ခဲ့တယ်။ချီဆောင်ခြင်းလာရင်အကောင်းဆုံးသူအစဉ်သင့်ဖြစ်ဖို့ရန်အတွက်အသက်ရှင်နေထိုင်ခဲ့တယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်။ဆိုတော့ချီဆောင်ခြင်းကလည်းပဲအလွန်ပြီးနီးကပ်နေပြီဖြစ်ကြောင်းကိုရှင်ပေါလုကိုယ်တိုင်ကယုံကြည်ခဲ့တယ်။ဆိုတော့သခင်ဘုရားကိုတော်တိုင်ဆင်းသက်တော်မူ၍တစ်သက်ခန်းကြီး၄အငယ်16မှာဒီစကားစုကိုတွေ့ရတယ်။ယေရှုခရစ်တော်ကိုတော်တိုင်ပေးခဲ့တဲ့ဂရုတော်ကိုသူကိုယ်တိုင်ကပြည့်စုံစေမှာဖြစ်ပါတယ်။အဲ့ဒီနေ့ရက်မရောက်မီယေရှုကကောင်းကင်မှာရှိနေမယ်။သေလွန်ပြီးတဲ့သူတွေကအရင်ထမြောက်မယ်။ချီဆောင်ခြင်းဖြစ်ပျက်မှာအသက်ရှင်သောသူတွေယုံကြည်သူများအရင်ထမြောက်ပြီးသေလွန်သောသူများနဲ့အတူထမြောက်မယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်ကျမ်းစာတော်မြတ်ကဖော်ပြတယ်။ဆိုလိုချင်တာကတော့ဒီနေ့လောကမှာအသက်ရှင်နေထိုင်တဲ့အသင်းတော်မှာရှိနေကြတဲ့ယုံကြည်သူများအားလုံးသည်နေ့ရက်တိုင်းမှာခရစ်တော်ကလာရောက်ပြီးတော့မှချီဆောင်သိမ်းဆဲတော့မဲ့အရာကိုမျှော်လင့်ပြီးအမြဲတမ်းအသင့်ဖြစ်နေသောအသက်တာအပြင်ရှင်သန်နေထိုင်ဖို့အရေးကြီးပါတယ်။ဒါဆိုရင်ခရစ်တော်တကယ်ပဲလာရောက်ပြီးတော့မှချီဆောင်သိမ်းဆဲမယ်ဆိုတဲ့အရာကိုမျှော်လင့်သောသူရဲ့ဘဝအသက်တာမှာဒူးစရိုက်နဲ့ကင်းရှင်းသောအသက်တာအပြင်ရှင်သန်နေထိုင်နေမှာဖြစ်တယ်။ဘုရားသခင်အလိုတော်ရှိသောအသက်တာနဲ့ရှင်သန်နေထိုင်နေမှာဖြစ်တယ်။အမြဲတမ်းကိုရောကိုမျှော်လင့်သောအသက်တာနဲ့နေထိုင်သောသူရဲ့ဘဝအသက်တာမှာဘုရားသခင်ကိုကြောက်ရွံ့သောအသက်တာအပြင်သူသည်တန့်ရှင်းစွာနဲ့နေထိုင်အသက်ရှင်နေမှာဧကံမလွဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ယုံကြည်သူရောက်ချင်းစတိုင်းရဲ့ဘဝအသက်တာထဲမှာခရစ်တော်ကသူပြောခဲ့တဲ့အတိုင်းထမြောက်ခဲ့ပြီးပြီဖြစ်တယ်။အခုကြံရှိနေသေးတဲ့ဂရုတော်ကိုပြည့်စုံစေမဲ့အရာကချီဆောင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ခရစ်တော်ကိုယုံကြည်သူများအရောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာထဲမှာလည်းပဲဒီနေ့ခေတ်ကာလရဲ့နမိတ်လက္ခဏာတွေကလည်းပဲတဖြည်းဖြည်းနဲ့များပြားလာတာကိုကြည်ခြင်းအားဖြင့်ခရစ်တော်ဟာယုံကြည်သူတွေကိုပြန်လည်ပြီးတော့မှချီဆောင်သိမ်းဆဲတော့မဲ့အချိန်ဟာလည်းတဖြည်းဖြည်းနီးကပ်လာနေပြီအချက်ပေးခေါင်းလောင်းတန်အဖြစ်ယုံကြည်သူများကို
အလံသတိပေးနေပြီဆိုတဲ့အရာကိုနားလည်ပြီးတကယ်ပဲနေ့ရက်တိုင်းမှာကိုရောကလာရောက်ပြီးတော့မှချီဆောင်သိမ်းဆဲတော့မဲ့အသက်တာအဖြစ်တကယ်ပဲဖျားအလိုတော်ရှိတဲ့တန့်ရှင်းသောအသက်တာအဖြစ်ရှင်သန်နေထိုင်ကြပါစို့လို့အနေငယ်တိုက်တွန်းနိုးစော်ရင်ခွာပေးပါတယ်ကြားနာရတဲ့သူရောက်ချင်းစီတိုင်းပေါ်ဘုရားရှင်ဆက်လက်ကောင်းကြီးပေးပါစေ